လက်စိုးကိုယ်ွယ်မှုဆိုင်ရာမှာထင်ရှားဆုံးကတော့စစ်တမ်းကိုယ်ွယ်ခြင်းပဲဖြစ်ပါတယ်။စစ်တမ်းကိုယ်ွယ်သူတွေကိုစစ်တမ်းနစ်စစ်လို့ခေါ်ဆိုကြပါတယ်။စစ်တမ်းဝိုင်းများနဲ့ဆွနေတဲ့ရှုပ်ထွေးတဲ့အလုပ်တွေကတော့ဝိညာဉ်တလွေတွေပါဝင်တဲ့အတွက်ကြောင့်အထက်လန်းပညာလို့မသတ်မှတ်ခဲ့ကြပါဘူး။ဒါကြောင့်စစ်တမ်းဝိုင်းများရဲ့ယူဆတွေဟာအောက်လန်းပေါ်ပညာအနေဖြင့်သာလူသိများခဲ့တာပဲဖြစ်ပါတယ်။စစ်တမ်းလူသိများတဲ့စစ်တမ်းနတ်ဆိုဟာလူသားများကိုအပြစ်ဒါမှမဟုတ်မှားရတဲ့ယူဆများကိုပြုလုပ်စေရသွေးဆောင်ပါတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာမှာစစ်တမ်းဟာပြိုလဲနေတဲ့ကမ္ဘာနဲ့နတ်ဆိုများအပေါ်ယာယီအုပ်ချုပ်ခွင့်ရရှိထားတဲ့သူဖြစ်ပါတယ်။ဂျူးဘာသာမှာကတော့စစ်တမ်းကိုမကောင်းတဲ့စစ်ဆန္ဒရှိသူလို့သတ်မှတ်ထားပါတယ်။အထူးသဖြင့်စစ်တမ်းကိုဖျားသခင်အားဆင်ကျင်တဲ့သူစိုးသွမ်းတဲ့သူအဖြစ်ယူဆတို့ဟာဒုတိယဗိမာန်တော်ကာလအတွင်းမှာဂျူးလူမျိုးရဲ့ကလောက်အဆန်းဖြင့်အမြင့်တွေ့ခဲ့ခြင်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။မူရင်းဟေးပြအတုံးတို့မှာတော့စစ်တမ်းဟာဆွဆွဲတဲ့သူဒါမှမဟုတ်ရန်သူလို့အတိတ်ပဲဖွင့်ဆိုထားပြီးတော့သူဟာလူရည်သူများကိုရည်ညွှန်းရန်အတွက်ဟေးပြကျန်းစာရှာလုံးမှာတဘာဝလုံးအဖွဲ့အစည်းတစ်ခုအနေဖြင့်အသုံးပြုထားခြင်းဖြစ်တယ်ကိုတွေ့နိုင်ပါတယ်။လူပင်ဖြစ်ဖြစ်စစ်တမ်းဟာဘုရားသခင်ဟာမကောင်းသောအရေးချင်းများဖြင့်ဆင်ခြင်ခဲ့တဲ့အတွက်ကြောင့်ဆက်ဆုပ်ရွံ့ရှာပွဲအရေးသွေးများနဲ့အတူချင်းရှားလိုက်ခဲ့ပြီးတော့သူ့ရဲ့လုပ်ရတိုင်းဟာဆက်ဆုပ်ရွံ့ရှာပွဲကောင်းခဲ့ပါတယ်။စစ်တမ်းဟာယေရှုကိုလည်းတိတ်ခတ်နိုင်ရတဲ့မှာသွေးဆောင်ဖျားယောင်းခဲ့တယ်လို့ပြပြချပါတယ်။ခရစ်ယာန်ကျမ်းစာတွေမှာလည်းစစ်တမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာကျမ်းပါရဲ့အနေငယ်မြတ်တာပါဝင်ပါတယ်။ဒါပေမဲ့လည်းကမ္ဘာဦးကျမ်းစာမှာတော့ဤပါကိုသွေးဆောင်ခဲ့တဲ့မွေဟာစစ်တမ်းနဲ့ဆက်ဆက်ကြလို့လည်းယူဆထားပါတယ်။ဖဲကျန်းစာမှာလည်းစစ်တဟာမဟာနဂါကြီးအဖြစ်ပေါ်ထွန်းခဲ့တယ်လို့ဖော်ပြထားပြီးတော့သူဟာကောင်းကင်တမန်နာမည်ရဲ့လက်ချက်ဖြင့်ကောင်းကင်မှာနှင်ချခဲ့ရပြီးနောက်ပိုင်းမှာမုန်တဲ့တောင်ချုံနှောင်ခြင်းခံခဲ့ရတယ်လို့လည်းဆိုထားပါတယ်။စစ်တဝါဒဟာစစ်တမ်းပေါ်ခြေခံတဲ့အတွေ့အကြုံပိုင်းဆိုင်ရာနဲ့ဘာသာရေးယုံကြည်မှုဆိုင်ရာဖြစ်ပြီးတော့ထိုစစ်တဝါဒမှာစစ်တအားလူတအုပ်ချင်းနေဖြင့်စူတောင်းရှောင်ထားနိုင်တဲ့လက်ပြအဖြစ်ရှုမြင်ကြပါတယ်။စစ်တဝါရီရဲ့စစ်တမ်းဖျားကြောင့်နဲ့လာပြန်ဆရန်တို့၏နောက်လိုက်များကကျင့်သုံးခဲ့ကြတဲ့ဖျားမဲ့ဝါရီတွေဟာစစ်တပ်အားအင်အားကြီးမားတဲ့အင်အားစုတစ်ခုဖြစ်လာရန်လှုံ့ဆော်ပေးသောတင်ကိတပြုံတစ်ခုဖြစ်လာခဲ့ပါတယ်။လူပင်ဖြစ်ဖြစ်နတ်ဆိုးများကိုကုရဲ့နေများကာလပတ်လုံးကတော့ထိုသူတွေဟာအောက်လန်းပညာရေးများကိုသာသုံးဆွဲနေသူများဖြစ်ကြပါတယ်။စစ်တဝါဆိုင်ရာမော်ဒလင်များကို1969ခုနှစ်တွင်ထုတ်ဝေခဲ့တဲ့လေဘီရဲ့စစ်တမ်းကျမ်းစာမှာအထင်ရှားတွေ့မြင်နိုင်ပါတယ်။လေဘီရဲ့ကျမ်းမှာတော့မကောင်းဆိုးဝါးများနတ်ဆိုးများနဲ့အတူဆေးမှုများပါဝင်ပြုလုပ်ဖို့အတွက်နတ်ဆိုးများအပေါ်ကမ်းလှမ်းမှုများကိုရိုးရာဓလေ့အတိုင်းဖော်ပြချခဲ့ပါတယ်။ဒါပေမဲ့လည်းတခြားထင်ရှားတဲ့လေဘီရဲ့စစ်တမ်းဝိထုအကြောင်းကျမ်းကိုတော့ထူးခြားသောဓလေ့များရဲ့အစမ်းထွက်မှုများကိုတော့စစ်တမ်းဝါရီတအုပ်ဖြစ်တဲ့ဂျွန်ဒီကမမှန်ကန်ကြောင်းတရားဝင်ညှင်းဆိုခဲ့ပူပါတယ်။တမိုင်းဆိုင်ရာထုံးနှံစင်လာများအရ1966ခုနှစ်တွင်စစ်တပ်ရဲ့ဖျားရှိခိုးကြောင်းကိုတည်ထောင်ခဲ့ကြပြီးတော့စစ်တပ်ရဲ့ခေတ်သစ်ဘာသာရေးဓလေ့ထုံးစံကိုစတင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းခရစ်ယာန်အုပ်စုများကစစ်တပ်ဝါရီများကိုဘာသာရေးအဖြစ်အတိုက်ခံပြုလုပ်သူများအဖြစ်ဆွဆွဲခဲ့ကြပါတယ်။သို့တော်လည်းစစ်တပ်ဝါဒနဲ့စစ်တပ်ရဲ့အယူဆကိုလူပညာရှင်များနဲ့ဖြည့်ပြည့်သမားများကတင်ကိတတစ်ခုအနေဖြင့်ဖော်ပြအသုံးပြုခဲ့ကြတာများလည်းရှိခဲ့ပါတယ်။ဘလိုဖြစ်ဖြစ်စစ်တမ်းဝါဒကိုကျင့်သုံးနေကြဆွဆွဲချက်များဟာခရစ်ယာန်တို့ရဲ့တမိုင်းတစ်ခြားလုံးမှာဖြစ်ပွားခဲ့တာတော့အမှန်ပဲဖြစ်ခဲ့ပါတယ်။စစ်တမ်းဝါဒဟာတခြားသောဘာသာရေးကဲ့သို့ပင်ကွဲပြားခြားနားသောစစ်တမ်းဝါဒအမျိုးမျိုးရှိသည်ကိုတွေ့ရှိရပြီးတော့အခုချင်းစီမှာစစ်တမ်းတို့ရဲ့အယူအဆနဲ့ပတ်သက်ပြီးတော့မတူညီတဲ့အတွေ့အခေါ်များကိုစီရှိခဲ့ကြပါတယ်။၎င်းကိုလေ့လာခဲ့ကြသောဘာသာရေးဆိုင်ရာပညာရှင်များစွာရှိခဲ့ပါတယ်။အဲ့ဒီကမှပီတာဆန်ကစစ်တမ်းဝါဒဟူသောဝါဒနဲ့ပတ်သက်ပြီးတော့လူများကသူတို့မနစ်သက်သူများအပေါ်ပေါ်တဲ့ပညာဖြင့်ဆက်နွယ်ခြင်းဖြစ်တယ်လို့ထုတ်ဖော်ခဲ့ပါတယ်။တခြားပညာရှင်တွေကတော့စစ်တမ်းဝါဒရဲ့အယူဆဟာခရစ်ယာန်ဘာသာရဲ့စံတွေ့တမှုတစ်ခုသာဖြစ်ပြီးတော့၎င်းကခရစ်ယာန်တန်တိုင်းမှာစစ်သက်လာသောစစ်တမ်းရဲ့ပုံသဏ္ဍာန်ပေါ်မှာပူတည်ရလို့လည်းဆိုထားပြန်ပါတယ်။စစ်တမ်းဝါဒဟာဘာသာရေးဆိုင်ရာလှုပ်ရှားမှုတစ်ခုရဲ့အတွက်မဟုတ်ဘဲနဲ့စစ်တမ်းကိုတရှိတရားဖြင့်အသက်ဝင်ရန်လည်းရည်ရွယ်ခဲ့ကြရလို့ဆိုခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်နဲ့လက်တင်အမေရိကရှိခရစ်ယာန်များထဲမှာစစ်တမ်းနဲ့တခြားမြတ်ဆိုးပုဂ္ဂိုလ်ရှင်များရှိရကိုတွေ့ရှိရသောကြောင့်ပင်ဖြစ်ပါတယ်။ဗြိတိရှမော်ဒယ်ပညာရှင်တယောက်ဖြစ်တဲ့အလစ်စတာခရောင်းလီကိုလည်းစစ်တမ်းဝါရီမှအဖြစ်ဖော်ပြထားမှုများလည်းရှိပြန်ပါတယ်။ခရောင်းလီကမူစစ်တမ်းတရှိတယ်လို့လူဆက်ရသောခရစ်ယာန်ကဘာရဲ့အမြင်ကိုလက်မခံသောကြောင့်သူဟာစစ်တမ်းအားမကိုးကွယ်ပါလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းခရောင်းလီမှာစစ်တမ်းဝါရီမဟုတ်တော့လဲသူဟာသူ့ရဲ့စစ်တမ်းနဲ့ပတ်သက်တဲ့ဖော်ပြချက်များကိုနီလန်များစွာဖြင့်ဖော်ပြချရာစစ်တမ်းဝါဒအပေါ်သူ့ရဲ့ဘဝပုံစံနဲ့အတွေ့အခေါ်များကိုကြည်ကြည်အဖြစ်စစ်တမ်းကိုယ
ယုံကြည်သက်ဝင်သူတအုပ်ဖြစ်ခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာတော့စစ်တမ်းဘာသာရေးရဲ့တိုးတက်မှုအပေါ်အရေးကြီးသောဩဇာလွှမ်းမှုများပေါ်ပေါက်ခဲ့ပါတယ်။ Eugene Krauss ကစစ်တမ်းရဲ့မော်ဒယ်ပညာစာအုပ်ကိုပုံနှိပ်ထုတ်ဝေခဲ့ပြီးတော့ Fraternity စစ်တမ်းပြကြောင်းကိုတော့ဂျာမနီမှာ1928ခုနှစ်မှာထူထောင်ခဲ့ပါတယ်။စစ်တမ်းဝိုင်းရဲ့ပုံစံမျိုးမျိုးကွဲပြားမှုများမှာလည်းစစ်တမ်းဟာတခြားသောအမည်နာမတစ်ခုလည်းရှိနေပြန်ပါတယ်။ပြည်သည့်အခမ်းအနားဆရာ William Levy ဟာ Romantic စစ်တမ်းအဖြစ် Lucifer ဟူသောအသုံးအနှုန်းကိုဖော်ပြလာခဲ့ပါတယ်။အင်္ဂလိပ်တို့ရဲ့မော်ကွန်ကပြထဲမှာ Lucifer ဟာလာဆုံးသောနတ်ဖျားတစ်ပါးဖြစ်ပြီးတော့ဘုရားသခင်ကိုစန့်ကျင်မိတဲ့အတွက်ကြောင့်စစ်တမ်းဖြစ်ရတဲ့လည်းဖော်ပြချပါတယ်။ Theosophical Sociology ရဲ့အစောပိုင်းမှာ Lucifer ဟာလူသားတို့ရဲ့ဝိညာဉ်ရေးရာသဘောတဘာဝကိုနှိုးထားလာစေရင်တွန်းအားဖြစ်ပေါ်စေတဲ့သူတို့ဖော်ပြချပြီးတော့ထိုယူဆရီယာလူစီဖာအမည်ရှိတဲ့ခြားနဲ့တစ်ဆောက်ကိုလည်းထွက်ပေါ်ခဲ့ပူပါတယ်။1994ခုနှစ်ကလည်းအီတလီလူမှုပညာပညာရှင် Massimo Introvani ကစစ်တမ်းဝါဒနဲ့ပြန်ပြီးတော့တမန်ကျမ်းစာထဲမှာစစ်တမ်းဒါမှမဟုတ်လူစီဖာဟူသောအမည်ဖြင့်ဖော်ပြထားပြီးတော့စက်ကောင်များဖြင့်အဖွဲ့များဖွဲ့စည်းပြီးတော့စစ်တမ်းဝါဒကိုအထိပ္ပံဖွင့်ဆိုရဲ့အကြံပြုခဲ့ပူပါတယ်။ဘလိုပင်ဖြစ်ဖြစ်ခရစ်ယာန်ဘာသာရေးပညာရှင်တွေကတော့အဲ့ဒီယူဆအမှားတွေကိုကိုးကွယ်နေသူတွေဟာလည်းအမှန်တကယ်နတ်ဆိုးများဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ရင်းဝါဒမှာပြုစင်ကောင်းမသောဘာသာရေးတစ်ခုမဟုတ်သလိုတာမန်အပေါ်ယံဘာသာရေးတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါတယ်။19ရာစုရောက်လာတဲ့အချိန်မှာအကျိုးကြောင့်စီစဉ်မှုနဲ့အတူအမြင့်မှန်းဆိုင်ရာအယူဆများတန်ဖိုးအသစ်များကိုပေါ်ပေါက်လာစေပြီးလျင်စစ်တမ်းကိုဥရောပသားများရှုမြင်တဲ့ပုံစံဟာလည်းပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာလူများတို့ဟာစစ်တမ်းကိုရိုးရာခရစ်ယာန်စက်ကြောင်းထဲမှာထုတ်ယူပြီးတော့စစ်တမ်းရဲ့ပုံစံလိုအသစ်များမတူကွဲပြားတဲ့ပုံရိပ်များကိုပြန်လည်ထုတ်ဖော်စေခြင်းအပြင်စစ်တမ်းအကြောင်းဟာပြန်လည်ခေတ်စားလာခဲ့ပါတယ်လို့ပဲပြောဆိုရင်းနဲ့နှုတ်ခွန်းဆက်တာလိုက်ပါတယ်။ပြည်သက်ကြီးအနေဖြင့်လည်းစစ်တမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာများရှိရင်လည်းပြန်လည်ဝေမျှအကြံပြုပေးပါအောင်နော်။